နေကောင်းမပူလို့ဟဲ့တောင်ခင်းရမင်းရှူရတယ်ဒီမှာမြက်တွေပြန်ပေါက်နေပြီကိုင်းရတက်တွေထွက်ကုန်ဒီကနေ့ပုံမှန်ဆိုမတ်လလောက်ဝဲလောက်အားလုံးကတောင်မီးရှူပြီးဒီနေ့ကမတ်လတလားလုံးကမိုးပဲတောက်လျှောက်ရမှာအဲကြောင့်ဖြစ်နေဒီနေ့ကတော့မိုးရီများလို့ဟဲ့မတ်လတလားလုံးမိုးများတော့တောင်ရည်ခုတ်ထားကြတာမရှိတာအပြည့်နေရအရွက်တွေပြန်ပေါက်နေပြီမီးရှူချင်မရှိဘူး။တော်နေကောင်းပူမှမီးရှူရတဲ့မျိုးဆိုနေရကောင်းမပူ။မနေ့ပိုင်းပူလိုက်ညနေရွာလိုက်အဲ့လိုမျိုး။အိုးမာကုန်းတော့ရွတ်တွေစိမ့်သွားပြီ။ဒီနေ့တွေ့မလို့ဟဲ့ရာတီသူ့ရာတီချိန်မမှန်ဘူးဆိုရင်ကျွန်တော်တို့တောင်ဆိုင်တဲ့လူတွေကဒီမီးရှူတဲ့ချိန်ကြော်သွားရင်တော်တော်လေးခက်ခဲရှိဒီကောင်တွေကမီးရှူမဲ့အချိန်မရှူလိုက်ရဘူးဆိုရင်စပားဆိုင်တဲ့အချိန်တွေနောက်ကျသွားတယ်။ဒီမီးမလောင်တာဖြစ်ကြောင်းမို့မျိုးစာမကောင်းမျိုးစာမကောင်းတော့စပားဆိုင်နဲ့မြက်ပေါက်တာမြင်တဲ့ခါကျတော့အဲ့မှာပေါင်းလို့ရတာရှင်းရတာတော်တော်လေးဒုက္ခနေကောင်းပို့လို့ရှိရင်မီးရှူလိုက်ခဏလေးနဲ့ပြီးမဲ့ဟာလေးတွေလောင်သွားမယ်ကိုတော့ဟိုမှာတော်တော်များများတောင်းဖက်ဒီမာရီယောဖက်ချန်ဟာရီယောမလွယ်ဘူးဟဲ့တီပေါ်မီခွာတာပူတဲ့ချိန်ပူရွာတဲ့ချိန်ရွာသူ့အချိန်နဲ့အဲ့ဒီအချိန်လေးလွတ်သွားပြီဆိုတော့ဒုက္ခရောက်ကြတော့သူသမားတွေစိုက်ကျွေးသမားတွေအားတော့